ရှမ်းပြည်နယ်ဗဟိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို့နယ်လုံခုတ်ကျေးရွာအုပ်စုနောင်တောင်ပရဟိတတပ်ဦးကျောင်းအနီးမှာပြုလုပ်မယ်မြို့မြေတိုးချဲစီမံကိန်းမှာကျူးကျော်နေထိုင်သူတွေအတွက်အစားထိုးမြေအဖြစ်ပြန်လည်ချပေးထားတဲ့မြေကွက်တွေကိုအစမတန်စည်းတင်ပြီးပြန်လည်ရောင်းချမှုတွေရှိနေတယ်လို့သိရပါတယ်မြို့မြေတိုးချဲမဲ့စီမံကိန်းမှာကျူးကျော်တွေအတွက်အစားထိုးမြေအဖြစ်ပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံးမြောက်ဘက်ကနေရာတွေကိုတတ်မှတ်ချပေးခဲ့တာဖြစ်ပြီးကျူးကျော်255ဦးကိုအလျားပေ40အနံပေ90ရှိတဲ့မြေကွက်တစ်ကွက်ကိုငွေကျပ်320နှုန်းနဲ့ပြန်လည်ချထားပေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်စိုက်ပျိုးတောင်သူကျူးကျော်190ဦးတွေက9ဧကနဲ့အထက်စိုက်ပျိုးနိုင်သူ18ဦးကိုအလျားပေ60အနံပေ80ရှိတဲ့မြေကွက်2ကွက်1.5ဧကကနေ9ဧကအထိစိုက်ပျိုးသူ68ဦးအတွက်တစ်ကွက်စီကိုငွေကျပ်350နဲ့တတ်မှတ်ချပေးခဲ့ပြီး1.5ဧကအထိစိုက်ပျိုးသူ84ဦးကိုတော့အလျားပေ40အနံပေ80ရှိတဲ့မြေကွက်တစ်ကွက်ကိုငွေကျပ်25သိန်းနှုန်းနဲ့အတီးတီးမဲနိုင်ကတတ်မှတ်ချထားပေးခဲ့တာပဲဖြစ်ပါတယ်။အဲဒီလိုအစားထိုးပေးအပ်ထားတဲ့မြေနေရာတွေကိုပွဲစားတွေကပြန်လည်ဝယ်ယူခြင်းနဲ့အကျိုးဆောင်ပြုလုပ်ကရောင်းချနေခြင်းတွေပြုလုပ်နေကြပြီးတစ်ကွက်ကိုငွေကျပ်300ကနေ300အထိတဆင့်ခံပြန်လည်ရောင်းချမှုတွေပြုလုပ်နေကြတာမို့နောက်တစ်ချိန်မှာမလိုလားအပ်တဲ့မြေယာပြဿနာတွေပြန်ဖြစ်လာနိုင်တဲ့အခြေအနေမှာရှိနေတာပါ။ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူးကတော့ဒီမြေတွေကိုနေစရာအခက်အခဲဖြစ်လို့ချထားပေးတာဖြစ်ကြောင်းရောင်းချလို့မရကြောင်းနဲ့ရောင်းချခဲ့မယ်ဆိုရင်ရောင်းတဲ့သူကတာဝန်ယူအောင်မှာဖြစ်တဲ့အကြောင်းပြောပါတယ်။ဒီမြေတွေကနေစရာမရှိဘူးပြောတာကြောင့်စီစဉ်ပေးထားတဲ့မြေတွေဖြစ်ကြောင်းနဲ့ပြန်ရောင်းလို့မရဘူးဆိုတာကိုလည်းသူတို့ကိုပြောထားပြီးသားဖြစ်တယ်လို့အုပ်ချုပ်ရေးမှူးကဆိုပါတယ်။ပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ဦးစီးအဖွဲ့တာဝန်ရှိသူစီကိုဆက်သွယ်မေးမြန်းရမှာတော့အခြေအနေတွေကိုကြားသိနေတဲ့အကြောင်းနဲ့ပြန်လည်စီစစ်မှုတွေပြုလုပ်သွားမှာဖြစ်တဲ့အကြောင်းပြောဆိုခဲ့ပါတယ်။ဟိုပုံးမြို့မြေတိုးချဲမဲ့စီမံကိန်းမြေကဧရိယာအကျယ်ဝန်း961.5ဧကရှိပြီးအဲ့ဒီစီမံကိန်းမှာလူနေဧရိယာဆောင်ကျောင်းဆေးရုံနဲ့ဌာနဆိုင်ရာရုံဟိုတယ်ဆောင်ဘာသာရေးဆိုင်ရာဈေးနဲ့စီးပွားရေးဆိုင်ရာအားကစားနဲ့စိန်လန်းအသေးစားအလတ်စားစက်မှုဆောင်အဝေးပြေးရင်ရနာစခန်းတွေပါဝင်မယ်လို့သိရတာပါဒါပေမဲ့အသေးစိတ်အခြေအနေတွေကိုပွင့်လင်းမြင်သာအောင်ထုတ်ပြန်ခြင်းမရှိသေးတာကြောင့်မြို့ကိုအသုံးချပြီးကိုကျိုးရှာမှာကိုဒေသခံတွေကစိုးရိမ်နေကြတယ်လို့လည်းသိရပါတယ်